လုံးပဲမြင်လာပါကျွန်တော်ဒီနေ့ view မှာဆိုရင်တော့ Minecraft Barrow ကိုကျွန်တော်တို့ Minecraft Java ပြောင်းနည်းလေးကိုတင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါလေးကတော့ဒီ Java UI ဆိုတဲ့ဥစ္စာလေးဖြစ်ပါတယ်အဲ့ဒါတော့ဒေါင်းရန်လင်းရတော့အောက်မှာချပေးထားပါတယ်အဲ့ဒါဖြုတ်လိုက်ပြီဆိုတော့ကျွန်တော်တို့ရေ Minecraft Barrow ကိုပြန်ထည့်သွားပါပြီအဲ့လို Minecraft Barrow ပြန်ဖြစ်သွားပါပြီအဲ့ဒါကိုပြန်တင်လိုက်တော့ Minecraft Java ပြန်ဖြစ်ပြီးတော့နော်ကွန်ပျူတာလိုမျိုးစွဲတဲ့ဥစ္စာဖြစ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကိုတော့ကျွန်တော်တို့အကုန်လုံးပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုလေးတွေပါတွေစကျွန်တော်တို့အကုန်ပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုစအကုန်ပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုအကုန်ပြောင်းသွားမှာပါ setting တွေပါဆိုလည်းပြောင်းသွားပါပြီအဲ့လို mouse တွေပါလည်းအကုန်ပါလာပြီနော်ပြောင်းသွားပါပြီအဲ့လိုမျိုး version ကတော့ဒီ version ပဲဒီ version နေနေတော့ရပါတယ်ဟို Java လောက်လိုက်လို့ version ပြောင်းသွားတာလို့ဘာလို့တော့မဖြစ်ပါဘူးအဲ့ဒါကြောင့်အလုံးပိုင်းရောင်းရလေးတော့အောက်မှာချပေးထားပါတယ် Minecraft Java ဆိုအောက်မှာချပေးထားပါတယ် Okay အလုံးပိုင်း